ယခုတင်ဆက်ရပါတော့ပထမသိရရှင်ဘိုးအောင်အထုပ်ပတ်တိသမိုင်းတော်ကိုဤမြို့မူလတက္ကသိုလ်ကျောင်း၌တက္ကသိုလ်ဆရာတော်အရှင်ကုလာတပါမထေမြဤသမဝိဇ္ဇာဘိုးအောင်သမိုင်းမှတ်တမ်းနှင့်ဤမြို့ရွှေဆံတော်ဖရာမဟာဗောဓိဘိုးအောင်အဖွဲ့ဘိုးအောင်သမိုင်းကျောင်းပြုဆရာရေးသားပြုစု၍မကြာမီပုံနှင့်ထုတ်ဝေတော့မည်ဖြစ်သောသမဝိဇ္ဇာပထမဘိုးအောင်အထုပ်ပတ်တိဇလန်းကိုမိညာကိုရ၍နိုင်ငံတော်စာရေးဆရာကြီးဘိုးကလေးဦးလှထွန်းဇာညွှန်းရေးသားတာရွှေမကျော်ဆိုဇာတပင်အဖွဲ့ကြီးဖြင့်ထူးထူးခြားခြားတင်ဆက်လိုက်သောပထမဘိုးအောင်သမိုင်းဆက်တော်ကြီးဖြစ်ပါ၏သောတာစီတော်မူကြပါရှင်ဘောဖိနာထံကျွနဲ့တန်တုတဲ့တရားဘောဖိနာထံကျွနဲ့တန်တုတဲ့တရားစိတ်ရှင်နဲ့ကလည်းမြောင်သည်ညတဲ့အောင်ထားတွဲမတူရခုဝဘုံမှာမတူရခုဝဘုံမှာမူလကိုထောရတဲ့နဲ့တနဲ့စိတ်သေးကောင်းမဲ့ဒုတ်ဟင်းလေမပြည့်ရှင်ဝါသေတံသိရောကန့်နေနော်သဘောဖြစ်ဆိုသဝဲသားတွေထုတ်ထားဝါထဲဝင်ကြီးတပင်ဟင်းရိုက်လက်ချလေပါဖော်မမီပြောတချီနဲ့စောကြီးပါမှန်နဲ့ပြီမိလည်းရလို့တရားခွဲစည်းအပ်တဲ့ဆရမီတက်လိုက်တော့တတ္တခုတ်တော်ခေါ်ယုံတမြထက်မြကျန်ကန်ထွက်ရမှန်းသူလမ်းစားတယ်ငါပတ်မအောင်ကြံစီကဆောင်းရလိမ့်မလားသေးတော့တဆွေးဝါတဲ့တာသေးကမူပြေဝသည်ထုံးနှလုံးတိလို့မှုသောဝိတိတစ်ချက်မမှန်ပြီးဖွဲ့ရလမ်းယူရအောင်ဗရာတန်တစ်ချက်တည်းချက်ပြီးအကိယငကိုကျင့်မှုထိုဝင်ငါထိုးရအောင်တော်မလဲအရဟံသိဋ္ဌိဘဂဝါအရဟံသိဋ္ဌိဘဂဝါအရဟံသိဋ္ဌိဘဂဝါတယုတ်ဆာကြဖန်ဘုထာမနာပထမထွေရလာဟံမြတ်ကံယုံဒီကြောင့်ပေါ်အကျိုးရှာဖိုးထိုးဟာသာတုသေနာတိဝိပရိနာမမဖောက်မပြန်ဒီခါဒီလာတမသာတုသေနာတိဝိပရိနာမသိရှိရာတဏ္ဍဟာသမာဓိယာမိသတ္တိပါတိဧဝနာဆရာဟာမိမေနာအောင်မြင်မှာပြေဝစေ၏အကြောင်းပထမပထမ
ဆဲကန့်ဝဲဒုတ်ခင်းလက်ဗရာတဲ့ခဏပါအစပြိုးထိုးထိုးလို့မှတ်ချင်မပြတ်သုံးတော့ဟမ်တတ်တခုတ်တုံလေးဖြစ်လာပြီအေးကြည့်ချင်အိုးလမ်းတစ်ခါသိအောင်ထွက်ရလမ်းကြားထားလေးကြည့်လိုက်ဦးမကြည့်လိုက်ဦးမ ဟုတ်သေးဘူးကိုရင်ကျုပ်တို့တောင်တွင်းနယ်မှာတပေါင်တစ်ပုတ်ပေါ်ထားတာရှိသေးတယ်ဗျ ဘယ်လိုလုပ်ခင်ဗျအဲ့ဒီတပေါင်းတစ်ပုတ်ပေါ်တယ်ဆိုတာကိုရင်အလို့ရတာလဲဆိုရင်ရုပ်ပြနားအောင်ဗျ ကဲနားထောင်ဗျာကျုပ်ရုပ်ပြအော်တော်နာထိုနှစ်မှာဝိဇ္ဇာတယောက်ပေါ်လက်တန်း ဟုတ်ပြီ ရွှေတွင်းမြို့နယ်နောက်မြောက်ဆွဲတကယ်တင်ညာမွှေးလက်တန်းကြောင်နဲ့ပြီးကြီးလက်ပံရွှေငါးတွေပြင်စပေါင်းပါမှဗရာစီတန်းအင်းဤလန်းဖမ်းမန်းစရနယ်နယ်လိုက်စွအကိနဲ့အုပ်ဂလုံချုပ်ငုတ်တုံနဂါရလက်တန်းနဲ့ဗျ ဘာတဲ့ခုနအစကရွှေရင်းမျိုးနဲ့ဘာဖြစ်တယ် ဩရွှေတွင်းမြို့နယ်နောက်မြောက်ဆွဲတကယ်တင်ညာမွှေးလက်တန်းပါဗျာ အေးလေရွှေရင်းမျိုးနဲ့နောက်မြောက်ဆွဲဆိုတော့ကျုပ်တို့ရွာဟာဒီရွှေရင်းမျိုးခေါ်တဲ့တောင်ရင်းကြီးမျိုးကိုပြောတာမဟုတ်လားဗျာ ဟုတ်တယ်လေ နောက်မြောက်ဆွဲဆိုတော့အခုကျုပ်တို့ကျက်စုတော်ရွာနဲ့တိတ်ကန်ရွာဟာတောင်ရင်းမျိုးအနောက်ရောက်ဖက်ဆိုတော့ ဟုတ်တယ်ဗျာကျုပ်တို့ကျက်စုတော်နဲ့သဲကံဒီနေရွာတရွာရွာကဝိဇ္ဇာတယောက်ပေါ်လာတာဖြစ်မှာပါဗျာ ဟိုးပွေစံမို့ ဘာတော့မောင်ရဲ့ ပွေစော ဘာတော့မောင်က ခမရတို့ရောက်နေကြသကိုဗျာကျုပ်လဲခမရတို့မှတွေ့ပါမလားလို့ဗျာ လာပြန်ပြီအဲ့ဒီကယူဒီမှာတပေါင်းကလေးပြောကောင်းနေတာသွားစမ်းပါကွာမောင်ရ ဒီပါဦးမြကျုပ်ပြောပြရှိလို့ကျုပ်လေစိတ်ဆဲကန့်ဝဲဒုတ်ခင်းလက်ဆိုတာတွေအညွန့်အတိုက်ပထမဖယားရှိခိုးခုံတစ်ထောင်ဂရိစိတ်ပြီးဖယားတော်ဖယားရဲ့ဖိုထဲဝင်ထိုးတာတက်ခုံဇလုံးဖြစ်တယ်ဗျပြီးတော့ကျုပ်ကအဝါလန်းလိုက်တာမဟုတ်ဘူးဗျဝိဇ္ဇာလန်းကဲသိလားပြီးတော့လေ ဒီမှာစကားကောင်းအောင်ပြောနေတယ်ကွာမင်းတို့အဲ့ဒီကယူတွေစကားနားထောင်ပြီးအချိန်ပြုံးနေနိုင်ဘူးကွာဟုတ်ပါမောင်ပေါ့ကွာ ဟိုရာခမရတို့ပါရီသိနေတဲ့လူတွေပဲ ဟိုသူကပဲတို့ကိုပါရီနေပြန်မလဲသွားစမ်းပါအယူရ နွေကူရေမို့ရေယူရဲတဲ့ဖြန့်လုံးချီဒီရာဒီတာဝီရောင်းရဲ့ဒီရာဒီတာဝီရောင်းရဲ့ဟိုရှိကောင်းတဲ့ချိန်ပြီမေးပြောင်းပဲမို့တပေါင်းရဲ့တဲ့ပွဲတော်မီကြည်ယူလို့မြူကဲကြည်ယူလို့မြူကဲကဲမြူကဲ ဟေးညီမလေးငယ်မကြီးမဲပွေအာဖယားစီမလေးပန်းတွေနွမ်းလို့ဟာကောဖယားပန်းလေးမှာမမမတကြပဲကိုဟဲ့ညီမရွှေမဲပွေဟာ ဟောအခုတော့ကိုရင်အောင်အေးဒါပြင်ကိုရင်အောင်ဒီအခုချောင်းကလာတာလား ဒီကောဟာအကူကြီးဖိုးရွှေလာကောအကူလက်ပွေဖွေရောဘယ်သွားရရင်ညီမလေးငါညီမတွေမလဲဖယားဝေယဝိစာလေးမှာဆောင်ရဖို့မရကြပါပဲလားအမေရောညီမလေး အမလေးကိုလေးအောင်လာတယ်လေမင်းလိုက်တာလေစုံးနေတာပဲမဝင်ပြောပါဦးမယ်ကိုလေးအောင်ကြီးဟောအကိုကြီးဖိုးရွှေလန်းနဲ့အကိုလောက်ခွန်ဤတို့ကလေတောင်မင်းကြီးကိုစကားသွားပို့ကြတယ်တဲ့အမေနဲ့လည်းသွားတယ်လေကိုအောင်ရဲ့နေပြီးတော့ဟောအမလေးပို့သွားတော့ရွာမြောက်ပိုင်းမှာအမေသားပေါ်တယ်ဆိုတာသွားလိရတော့ကဲနေပါအောင်ကိုလေးအောင်ကတော့ဘုံဘုံဆောင်သွားမလို့လားကိုလေးအောင်ရဲ့ အဝေးကြီးမသွားပါဘူးဟာဒီရွှေရောင်တော်ဖယားမှာပဲအဋိဌံဝင်ကြီးဥအောင်ဆောင်ပါပါကဲကိုရင်တို့လာရင်ပြောလိုက်ဘာကိစ္စရှိငါ့ကိုလာမခေါ်နဲ့ပြောတော့ညီမ မလေးပြောပါနဲ့ကိုလေးအောင်ရေကိုလေးအောင် ဘာလို့လဲ မဲဝင်ပြောစရာရှိသေးတယ်ကိုလေးအောင်ရေ ပြောထားမှာကွာ အကိုကြီးဖိုးရွှေလာတာလေကိုလေးအောင်ကိုအိမ်အောင်ချလာပေးမလို့တဲ့တော့ တော့နင်လည်းဒီစကားတွေခါပဲပြော
ကြီးတော့ကိုကြီးဖိုးချွေလာကိုပြောလိုက်ကိုလေးဖိုးအောင်ဒီဘဝမှာအိမ်တော်မပြုတော့ဘူးလို့ကြီးတော့နှိတ်ခမမိတ်သားကြီးအိတ်သားနဲ့ခရဝတ္တသမဏမှုကိစ္စများမြောင်သူတို့ဘောင်းမှာမကြောင်ပြင်းမစင်ခွေးမဲ့မစွန့်ရလို့မရှက်တတ်သွားတမှုတွေကတနာတဲ့ကုတုရှင်ဆိုတာဝိကြောင်ကိုလွတ်အောင်မကြောင်သားလို့နိဗ္ဗာန်လမ်းမှန်းတိုင်ကြပြီနိဗ္ဗာန်နဲ့နှီးအောင်တပြေးပြေးပြည့်မှုပါကုတုရှင်လူသားနဲ့တို့များလို့ညီမရဲ့ကိုလေးတော့ခရတရားနဲ့ပဲနေတော့မယ်ကွယ်ကောင်းပါရဲ့ကိုလေးအောင်ရဲ့ညီမလေးကအကိုကြီးပြောလို့ပြောပြတာပါညီမလေးကလည်းလေဖျားရှိခိုးတိုင်းနှိပ်ဖန်မဲ့မှုရက်တူတူနဲ့ရောက်လာပါစီလို့အမြဲတမ်းဆုတောင်းနေတယ်ဆိုတာကိုလေးအောင်လည်းသိရမို့လားလို့ဆုတာတောင်းနေဖျားစဉ်ကြည့်လိုက်တော့ညောင်ရီဟိုပန်းလေးတွေ၆လို့ကဲကိုကြီးတို့ဦးလာတို့လာရင်ငါမှာပြောရင်နော်ညီမလေးဟုတ်ကဲ့ပြောလိုက်ပါမယ်ကိုလေးအောင်ငါဖို့ဦးလေးပြောလိုက်ကျွဲသားနွားသားတွေစားတာကိုကိုလေးအောင်ကမကြိုက်ဘူးမစားသေးရင်ဘူးလို့မှားခဲ့တယ်လို့ပြောတော့စိတ်ချပါကိုလေးအောင်ရဲ့ကဲသွားမယ်ညီမလေးသွားတော့ကိုလေးသွားပြီဟာသွားပြီနော်ဒီနားမှာအကြောင်းနဲ့တယောက်မှမရှိကြဘူးလားမောင်အောင်ဟဲ့လာစားမအောင်ဟဲ့ဦးစင်းဘာလို့ဟာဆရာတော်ယောဂတက်တာတော့မင်းလားဖေရမတက်တာပါဘူးမောင်အောင်ရဦးစီးနှစ်ပါးတာတော့ပြင်စားမှာကွာဘယ်ဦးစင်းလို့လဲဖေရဥဟာရိစနဲ့ဥစာရလေကွာဆရာတော်မတက်တာဘူးလို့ပြောမြန်သွားနော်မြန်တင်ပါဗျာမတော်တခါကြီးဆရာတော်တော့ပြလုံးသွားပြီတခါကြီးဥပဒေဆရာတော်ဘာဖြစ်သွားတယ်ဘာဒီကောင်ထိုးလာလေဥပဒိသနဲ့ဥပစရလေးတွက်လိုက်တာခရောပြောပါဦးဆရာတော်ဘယ်နဲ့နေလို့လဲမောင်မင်းဆရာတော်တော့ပြန်လုံးတော်မူသွားပြီမောင်ရဲ့ကြောင်ဆရာတော်ပြန်တော်မူဟုတ်လားဆရာတော်လူပြေမှာမရှိတော့ဘူးပေါ့ဥပဒေရွှေတောင်ကြီးပြောကြောတာလို့ဝဲလေဘုံရဲ့ဒီမှာဆရာဝေရောင်ရမလောရဲဖေရွှေရောင်ဖုံးထဲတမနာမလားအဆုံးမတွေ့ကြရလေပြီယခုတည်းမဆုံးခင်ပဲမဟုတ်သူကလေးပုံခင်ကိုသာမြတ်သူကလေးပုံခင်ကိုသာမြတ်အိုးဆရာတော်ဖယားအိုးကြီးတဖြာနာကြီးတထွေသေခြင်းတစ်ချောင်းပွဲပြတထားကန်းလေးဥစ္စာဤငါးပြာကိုမကွာနေညဆင်းရင်ရဆိုတဲ့အဆုံးမဲ့တရားသာနဲ့စိတ်ကြွရပါပေါ့ဖယားစိတ်ကြွရပါပေါ့ဖယားအနိစ္စမမြဲခြင်းတရားဒုက္ခဟူသည်ဆင်းရဲခြင်းတရားအနတ္တဟူသည်အတ္တချုပ်ငါမုတ်ခြင်းတရားမဆိုင်မပိုင်ခြင်းတရားစကားရှိတရားသိမကြည့်တော့ဖယားမကြည့်တော့ဖယားတရဝဆိုတာတတဝငါသူတော်ဘာတော်ယောက်ျားမိန်းမဟူသည်များတို့ဘဝစမိခင်ဝမ်းကဘွမ်းကလေးပြတ်ဆက်ခဲ့ကအိုးဝဲသူမစဲနဲ့ကိုဝဲကြီးဆင်ခဲ့ရဘဝအဆုံးမလဲမနာခြင်းပဲနဲ့နာရကိုခြင်းပဲနဲ့ကိုရမသေးခြင်းပဲသိကြရတာမို့ဒီမှာကြောက်ဘဝအဆုံးမလဲငိုရတော့မှဖယားမဲ့လောင်ကိုစံလေတလန်သူဧဝကမောပူပန်ငါထင်းလို့တပဲပုထုဇဉ်တွေမှာကျွတ်အောင်လူခွင်ကတတ်ရတယ်အဝဲလေးဆောကြွလို့နွားဓမ္မပြည်ကိုတော့လှဲ့လေကများတပိတော်တို့မှာဖြစ်ငိုတကမ
နဲ့မောင်အောင်တို့ရေဘဝအနန္တဆိုတာလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်အနိစ္စတရားနဲ့မပြင်းကြတာဦးစင်းတို့အသိပါဒီတော့စာအသိကိုငါအသိနဲ့ပြောင်းပြီးအလောင်းတော်ပြင်းစင်းလို့သာဓုကိလေသာပြင်ပြပါရပြီမပါကိုင်တိုက်ဥဆရာတော်ဦးလက္ခဏာရဲ့အစီအမံနဲ့ထုံးပြီးမှအောင်ဖုံးကြီးရံပူဇော်ပွဲဆင်နွှဲကြပါစို့ယူကန်ထိပ်ပွေတစိတ်ချွေရွှေမေယူခါလေချိုးတတ်မှလမ်းတုံရမှာလက်ပတ်လို့သွားနေရထားမှနတ်သားပုံချိန်အနေဟန်ခစံလွယ်ဘောင်းမြဆောင်းစင်အပ်တဲ့မူမများကျွန်ုပ်ဒီမြမဦးစွန်မထုံးမေးမိန်အရှိန်မဝေးအရိုက်ပွေချက်တိုက်ပြည်မပြည့်ရအောင်မြမရထပြည်ပူရကဖုံးရောင်လွှမ်းမေသောကုံပေါင်နန်းဆက်တီးထောင်းခဲ့သူအလောင်းမင်းတရားကြီးမုတ်ချအမှားမပေါ်သဖြင့်သရုပ်ထသားတော်ကြီးဗလုံမင်းရဲ့လို့ပြည်တွင်းဆံခဲ့တယ်မို့လားမင်းကြီးမှန်ပါဗျာရွှေနန်းဆန်းရမင်းမပြောဖိုက်ပါဘူးမင်းကြီးမပြောဖိုက်ပါဘူးမင်းကြီးပါဗျာကျုပ်တို့ဟိုးရခင်စကိုင်းကျောင်းတော်မှာနေစဉ်ကတငယ်ချင်း၃ယောက်နဲ့ရှင်မင်္ဂလာမောင်ဖိုးမြတ်ကိုသာရှာတွေ့ရပေမဲ့မောင်အောင်တယောက်တော့မတွေ့မြင်ရဘူးမို့လားမင်းကြီးမှန်ပါဗျာဒီတော့တငယ်ချင်းမောင်အောင်တွေ့ချင်လို့မင်းကြီးများနိုင်ငံတော်အတွင်လှဲ့လေလို့တာဝန်ထမ်းရှာကြစေမောင်မင်းဗျာလိတ်တော်မြတ်တိုင်းပါဗျာကိုစံမူကြီးဘာလို့မြတ်ကိုဆုံးရွှေရောင်တော်ဆရာတော်ကြီးတာရုကိလနာဇာပနကိစ္စတော့ပြီးသွားပြီယူဟုတ်တယ်ဗျာဒီနေ့တန်ဃာတော်ကြီးတွေကြုံနေကြဆဲကာလမို့ရွှေရောင်တော်ကျောင်းထဲမှာအမွေစက္ကံမဲ့တဲ့ဟုတ်ဦးစင်းဦးလက္ခဏာနဲ့ဆရာတော်ကြီးရဲ့တပည့်တွေအားလုံးဦးအာရိစာတို့ဦးအာစရတို့ဆရာတော်ကြီးရဲ့ကျောင်းနဲ့ဂရုပံလဟုပံတွေခွဲခြားဝေဖန်ကြလိမ့်မယ်ကျုပ်တို့သွားကြည့်ကြီးညိုကြအောင်လို့ကိုင်ကြရဲ့လာမျိုးလာကဲကုတော်တို့လည်းစာပရာဘက်မှာပြင်မနေကြပြီနားပြီဦးတော့အော်ဟဲ့မောင်လားဖယားမင်းကတော့ဆရာတော်မကြီးဘာမှမရလိုက်ဗလားကဲရော့ကွာရော့မင်းကံပဲဟာဆရာတော်အသက်ကုန်တဲ့အထိတုံးသွားတယ်ခေါင်းသလုံးမင်းအတွက်အမွေယူပြီးတော့ဝါမြဝါသာယူဆောင်ပို့ခွေပါမယ်ဖယားအေးတာရုကွယ်တာရုအာတရိယအနန္တခိုင်းဝင်ဆရာရှင်ယခင်ရှေ့ကကြိတ်ဆက်ပြောအဲ့ဒီတော့အဖော်တဟဲခေါင်းအောင်တော်ကြီးငါအပြည့်ရလိမ့်မှာပဲငါလွယ်စင်စစ်ငါတောက်ဆွဲဖို့ဒီဖြစ်စီစစ်မတော်လေဘူးပူဇော်စရာကိုးခွေရလို့သေချာအောင်ထားလိမ့်မှာပဲအလိုဒီကလေးခေါင်းအောင်ကမခောက်ဟဲ့နဲ့ရောက်ပြီလေဆရာတော်ခေါင်းအပေါက်ငါခောက်ကကြည့်လိုက်စမ်းမှန်အလိုဘယ်နာမလဲငါကြည့်လိုက်စမ်းမှန်ဟုတ်ကျန်ဟာဟုတ်ပြီဒါဝိဇ္ဇာလမ်းစဉ်ပထမလမ်းစဉ်ဆရာတော်ဖယားရဲ့အမွေနေရလေပြီခွဲရလမ်းစဉ်ကြခွင်နေပြီစိတ်ချစေပါဘာဆောင်တဲ့အထက်ကတလန်းနိုင်ကြီးပထမတစ်ခုကိုရအောင်ရှင်းကြီးပါရမီလမ်းတွင်ထောက်ဝင်စခန်းတီလုံးလတရားဟောနေတတ်ပါ၏ငါပြောမှန်းနဲ့ဝိဇ္ဇာလမ်းကိုကြီးဆရာတော်ဖယားရဲ့ကြီးပရပိုက်ကပါတဲ့ပထမကျင့်စဉ်အရင်ကိုတနေ့ဖြိုရတော့အေးဆိုချက်အတက်နတ်ခပတ်လီတရဝိနဲ့တပ်ပြီးပြေဆုံးစံဒီလဲတော့ကြံစီရဲမနောင်တော့ကြောင့်စောင့်ကြက်ချက်ခလုံးနဲ့ဖြောက်မှပုံရင်းချေမှန်းအင်းသေးလန်းဖို့သွားတဲ့
要在这အတွင်းမှာအင်းဆောင်ကခရုပတ်စတုရဖတ်ကူဝဲအရေးရှိအရာပေါ်ကအာနာတို့မဖီးစမ်းဝင်ခံခြင်းအိဆာလိုနဲ့ဝိဇ္ဇရူရန်လာလိုလားကာကနီဇောကနီမောတရီလက်ဝဲမခေါ်ပဲအဖော်တွားပါလို့အင်းရသာရင်ချေမပြုတ်ရအောင်တနင်္ဂနွေအလုံးအရာဖမ်းအစ္စမမန္နနဲ့ဖတ်ရလန်းရွေးစိတ်မကွာအောင်အင်းဝိဇ္ဇာငါဖြစ်အထစ်ချကျင့်မယ်ကျင့်မယ်ဝိတုံညိဆုံးရသည်တိဘုံမကသင်္ခါရေစီဆုံးသမျှမြင်လာတွေရောစီဆုံးသမျှမြင်လာတွေကိုမထင်နိုင်ရင်ဖန်တာရှင်းဖန်တာရှင်းဖန်တာရှင်းချုံ了心动不怕你的猫有差劲票子拿着我米了谁要们那位不比马表对别个位别对别呀人别对别呀人别对别呀人ဝိဇ္ဇာဝသိနာတွင်မူလာနေတဲ့တွဲလို့သာသိကြဒေဘုမာကြီးဖောက်ပြန်တာကြောင့်နောက်တန်လျာရှည်ကြရခုဘဝရက်တိုးတိုးနဲ့မဲ့ဖို့တက်လို့လှတော့လဲပါရမီစခန်းဇာဂီညာကအမခန်းအထင်နဲ့သိတော့လဲမြင်နိုင်အရာမဟုတ်တာကြောင့်သမနာအလုတ်ယဟန်ဘဝယူခဲ့ရတန်တာသူမောင်ဝိုင်းဖင်ကနောက်သမိုင်းတွင်အောင်အတွင်းမဟာပြေတော့မှမဲချာပြုလို့ခိုးဝယ်ထားတကယ်ချင်းများအဆုံးကောက်တော့ရောက်တော့နေသာဘုံမှာပဲခါဆုံကြရပါဗလဲမောင်ရဲ့တကယ်ချင်းရဲ့လူဘယ်ရရောက်နေဗလဲကွဲ့နမိတ်တင်တဲ့သဘောနဲ့စိတ်ဝင်စိုးလို့များတော့တာပါပဲလေအော်ဟဲ့မောင်ကျောင်းသားဖေရရွှေရည်တွေလာပို့တဲ့စကိုင်းရင်ဝင်းရကဒိုင်းကောင်းသွေးတော့ကြီးတကားဆိုးပြန်သွားမလားဟာရှိသေးရဲ့ဖေရရွှေကူကြောင်မှာတပြက်စီလဲနေတယ်ဖေရအော်ဟဲ့ခေါ်လိုက်စမ်းခေါ်လိုက်စမ်းဆရာတော်ဗျာခေါ်ရဆိုဗျအေးတခြားမဟုတ်ပါဘူးတခါကြီးရဲ့တခါကြီးကမင်းမှုတန်းဆိုတော့လေဒီကနေ့သွားလာရင်မောင်အောင်ဦးအောင်မူရပင်ဆရာဝဲဆိုတဲ့အမျိုးမျိုးနဲ့ထင်ရှားတဲ့ဟိုးတောင်တွင်းနဲ့ကြက်စုတော်ရွာသားတယောက်ရဲ့သတင်းများကြားရင်ဥပဒေကိုအသိပေးသားမှာတခါသွေးတော့ကြီးရဲ့တခါသွေးတော့ကြီးရဲ့တင်းမတပည့်တော်အပိယစုံစမ်းပြီးလျှောက်ထားပါမယ်ဆရာတော်ဖေဟာတဖေတတ္တဝိနည်းတရားရှိလာပြီအတိအကျဘယ်ဘဝရချမရှိပြီသုံးပါးညီညီလောက်မိကြီးဖေးသေးလာပြီယဟန်နိုးတော့ပါအိုးကိုတို့ဖက်လာပြီမောင်အောင်49ရဲ့ဥပုပ်ကြီးစောင့်နေရှာတယ်သူ့ရင်ကလည်းသူ့မိအသက်တာဖြစ်လို့ခေါ်ရောက်တတ်နိုင်မဘူးလေပြောရတော့မှာပဲဟေးမောင်အောင်ဖယားငါဒိဋ္ဌံပြောင်းတော့မယ်ပြက်အောင်တော့မယ်မင်းဒိဋ္ဌံဝင်တာငါသိရတယ်ကွာဒါပေမဲ့လေမင်းမေကြီးအသက်တာဖြစ်နေလို့လာခေါ်တယ်ကွနောက်မှာပဲငါတပည့်ဒိဋ္ဌံပြောင်းဝင်တော့ကျောင်းအောင်မှာမင်းညီမမေပွင့်စောင့်နေရဲ့ကဲသွားလေတင်ပါဖယားဟင်ဒီမလေးမေပွင့်ကိုကြီးအောင်အကိုကြီးအောင်အမေလေးအမေသေးတော့မေထင်တယ်ကိုကြီးအောင်ရေနေပြီးတော့လေအမေကကိုကြီးအောင်ကိုစောင့်နေတာတဲ့ညီမလေးမကြည့်ရလိုက်တာကိုကြီးရဲ့နေပြီးတော့လေမောင်အောင်ကိုခေါ်ပေးပါလို့လေခဏပြောတယ်အမေကိုရအောင်ကိုနောက်ဆုံးတွေ့ခြင်းနဲ့တဲ့
နောက်ဆုံးတွဲချင်နေတယ်ကိုကြီးရဲ့ဘယ်မကြည့်ရဘူးကိုကြီးရဲ့မမေဝင်းရဲ့ငါသူတစ်ပါးယောက်ျားမိန်းမလူလူနတ်နတ်တရားဆိုတာတရားတစ်ခုကံတစ်ခုပါညီမရဲ့ကံကိုလုံးဝယုံကြည်ရမယ်တိတ်ငိုနေကဲကိုရင်လိုက်ခဲ့မယ်ကိုရင်လိုက်ခဲ့မယ်ကိုရင်ဖို့ရွှေလားကိုလည်းကိုရင်ခမရတို့ဘယ်နဲ့အိမ်ကြီးထွက်ထိုင်နေကြလဲဗျအမေဘယ်နဲ့နေသေးသလဲညီလေးမောင်မင်းအကိုကြီးတို့ကိုမေ့နေမယ်အစားမင်းကိုယ်တိုင်သာအိမ်ထဲဝင်ပြီးအမေအဖြစ်ကြည့်ပါတော့ညီလေးအမေတားရောင်နေပါမေလူလေးမောင်ဖိုးအောင်ဒိတ်ထံဝင်နေတယ်ဆိုတာရဲ့တာတို့အမေနောက်ဆုံးနေနဲ့တာတို့ခေါ်ပါလေတာရဲ့အမေတော့ထားကြည့်ပါဦးမေရောထားကြည့်ပါဦးမေရဲ့အမေသားကြီးကိုတယောက်တည်းအမေထားရပြီလားထားရပြီလားရဲ့မကောင်းမြတ်ကောင်းရညွန်းလာအသက်သိစီပေးဝင်နေချိန်များချင်းဆိုတဲ့ကျင့်ဝင်၅ပါးနဲ့ညီတဲ့မိခင်ကြီးကျွန်တော်ဘယ်လိုကျေးဇူးထားရပါမလဲမရောဟင်အနိစ္စကျေဘုံမာအနိစ္စဒုက္ခအနတ္တတရားမရလို့များလာသံဃာအနိစ္စဒုက္ခအနတ္တဆိုတဲ့တရားဘယ်လိုလွတ်စမ်းထိုင်ပါမလဲမေဟင်ဒါကြောင့်လူရဲ့လို့ဖြစ်လိုက်ကိုယ်ွယ်ခါမှာကဘုရားရဲ့သံဃာရဲ့ရန်သူဆိုတာကတော့လောဘဒေါသမောဟမိတ်ဆွေဆိုတာကတော့ကံဉဏ်ဝရိယမေရဲ့မေမရှိပြီမေသားကြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီးတရား၃ပါးကျွန်တော်မမေ့ကြပါဘူးမေရဲ့မမေ့ကြပါဘူးမေရဲ့ကာမောကဘာဝောကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းတာအရေးစလိုက်တော့တဏှာတွေပါမရောတဏှာတွေပါသာသမီချစ်တာရဲ့တာမယာချစ်တာတွေအပိကိုရှာလိုက်ကိလေသာပါအမေရဲ့ကိလေသာပါအမေရဲ့ရေမြေလေမီဓာတ်ကြီးစုပါလွန်တရားမမြတ်သောအတော်ခန္ဓာမုံဝဲလူပါ30နဲ့ဘုဒ္ဓမိုက်မဲတဲ့အဝိဇ္ဇတဏှာအနိစ္စအိဋ္ဌထင်ပြီးမှာကာယအပုတ်ကောင်းရုပ်ဆောင်ထင်ပြီးအနိစ္စဓမ္မတာပါမေအနိစ္စဓမ္မတာပါဟိသနာယတေဝမကပါတွေ့ရကြုံရဆုံးရပြန်ပါပြီတဏှာရှဲရကြီးရဲ့ရုပ်နဲ့နာနဲ့ခန္ဓာတွေမမြတ်ခန္ဓာတွေမမြတ်အမေတာကြီးငါတရားတွေသိပါတယ်အမေရဲ့သိပါတယ်အမေရဲ့ဒါဝိမဲ့ပြုစုမဝင်တော့တဲ့ပုထုဇဉ်ဟောလွန်တနှလုံးငိုမဆုံးတာအမေထားကြည့်ပါဦးမေငါသူတစ်ပါးယောက်ျားမိန်းမတရားဟူသည်များခန္ဓာ၅ပါးယုံနာတရားဖွဲ့စည်းတာတာကြီးသိတာပဲမေခုတော့အဖိုးမတန်ငါပြောတော့လက်ပတ်လုံးများလို့တောက်တန်ထစတင်းငိုင်းမှာစွန့်ပြစ်ကြအမေစွန့်ပြစ်ကြအမေပြည့်စက်ခန္ဓာပါအမေပေလပါထိုးပါမလို့ကိုမကွာရင်တတ်တာရပါပဲကိုမကွာရင်တတ်တာရပါပဲအနဲ့လာကိုဓမ္မစကြာကပြခဲ့တယ်
အဝဲလေးသွင်းတဲ့တရီဆွဲတွေ့ကြုံရစေလဲလဲဝေးရပါလေဝေသနာတွေညီမလေးမဲပွင့်ရှင်မိုင်အမေဆုံးပြီတဲ့ဟင်အမေဆုံးပြီအမေခေါ်နေတယ်လေအမေကျမတို့အမေမဖြေသားတဲ့တရားရဲ့နဲ့ကျမတို့အမေမဖြေသားတဲ့တရားရဲ့နဲ့အမရဲ့မလေးမင်းလာတော့ဘောလားမေအခုတော့သေခြင်းမရလားလျောသေခြင်းမရလားလျောမလေးအကိုကြီးအကိုလေးအမကြီးမလေးအကိုကြီးအမေကိုကြည့်ကြပါဦးအမေကိုကြည့်ကြပါဦးအမေတမီးခေါ်ရအမေခေါ်နေတယ်တတိထားပါညီမရတတိထားပါညီမရသေစီအပါပါကြီးရဲ့အမေကိုဆေးကူပေးပါဦးအမေဘယ်နဲ့လောက်ကြမလဲကြီးအမေနင်တို့ညီအမဦးလီငါစိတ်မချဘူးဆိုအမေစိတ်မချဘူးဆိုပြီရဲ့အခုတော့စိတ်ချသွားပြီလားဟင်နင်အမကြီးကလည်းယူယူမိုက်မိုက်နင်ကလည်းမိုက်မိုက်နင်ကိုလေးအောင်နဲ့နင်ဘယ်လိုနေမလဲအကိုအောင်ကျမတို့ညီအမမအဖေလည်းမရှိအမေလည်းမရှိအမေပြစ်သွားပြီမောင်ကြီးပြစ်သွားပြီမိစ္ဆာတရားတော်တွေပါညီမရဲ့တတိထားပါညီမအမေသမီးမိပွေးကိုရိုက်ဆုံးပါတဲ့လို့ဒါပြောတော့မေကျမသူမဆုံးမတတ်တော့ဘူးမေမဆုံးမတတ်တော့ဘူးအမေသမီးတို့အခြေပြတဲ့ဖို့အမေသမီးဒုက္ခကိုပေးရတာနဲ့တူပါပဲအမေရဲ့သမီးတို့ဒုက္ခပေးတာပဲအမေရဲ့ဝေးညီမလေးအခြေပြတဲ့ကိုငွေအပင်မအမေရဲ့အဖေအတွက်ဟိုရခေခါကငိုယူလက်စာသိပြီမဲ့မောင်ကြီးအဖေအတွက်ညီမလေးတို့မြေရည်စားတဲ့သိန်းကရှိပါသေးတယ်ငိုယူလက်စာသိပြီမဲ့သွေးမကွာအမေတခါဆုံးရပြန်လေအမေရလည်းပြစ်သွားပြန်ပြီမောင်ကြီးရဲ့မမရဲ့ညီမလေးခုအနေလူနဲ့မှုရှုံးလာတယ်အဝဲရှုံးရဤပါလောလဗျာအနိစ္စခောတောင်းဖုံပါမယနာတရားလှဲ့လေသာ၍သုံးမနလူဆောင်ကျင်ယူသည်လူနနယွန်းသည်ထိုနှစ်မှာဝိဇ္ဇာတယောက်ပေါ်လက်တရွှေတွင်းမြို့နယ်နောက်မြောက်ဆွဲတကယ်ပညာမွှေးလက်တကြောင်နဲ့သီးကြည်လက်ပံရွှေ
ငါ့သူပြင်စပေါင်းပါမှဆိုတော့ကြောင်နဲ့သီးကြီးကြောင်နဲ့သီးကြီးကြောင်နဲ့သီးကြီးဟာဟုတ်ပြီကိုနေ့ကကာလသားလူပြောတဲ့ရွှေရောင်တော်ဖယားထီတော်ကြားရောက်အောင်ခုန်တက်သွားတဲ့ကြောင်နဲ့ပဲဖြစ်ရမယ်ကြောင်နဲ့ဗလားစေတံဤသည့်လမ်းဝင်းမှတရနေလိုက်စွာဟုတ်ပြီငါသိပြီအခင်းနဲ့အုပ်ဂလုံးထောက်ငုတ်တုံနခါရလက်တရသည်နခါဓာတ်ပြစားညာအားဆင်ခြင်းရမိုးဝကောင်းခင်တကိုးထင်ဒီတွင်ဇံပတ်ခညာအားဆင်ခြင်းဂူတော့ဝင်ဇော်လင်တကိုးထဟာဟုတ်ပြီဒီကြောင်နဲ့ဟာရောက်နာနဲ့စုတွဲဆက်မှုမရှိပဲတကိုးရှင်ကြီးဖန်တီးထားတဲ့တိတ်ထိဇီဝကောင်ပဲရင်းကိုရအောင်ငါတမာတိအမျက်စွမ်းမရနဲ့အမိဖမ်းပြီးဖွဲ့ရလန်ကျေးပလိုက်ကရေးလိုက်တဲ့စာညွန်းငါတွန်းငါညံပြီးထုတ်ပြီးကြံစီတော့လောက်ပဲဟဲ့ရတဲ့ကမအချက်ကဖွဲ့ရလမ်းမှာမောင်အောင်အတိတ်ခေါင်းနမိတ်ပြပြီဟုတ်တုဒ္ဒသနတောင်တော်ထိတ်စံတော့မဟဲတောင်တွင်းမျိုးကဘိုးကောက်ရမှာခွေး900တောင်ကိုစလဲဝင်အိုးလေးတစ်လုံးတည်းကလွေပြီးထမင်းတွေနှိုက်နဲ့ကျွေးတာမကုန်နိုင်ဘူးတဲ့ခင်ဗျားတို့တောင်တွင်းမျိုးမှာဖြစ်တာခင်ဗျားမသိဘူးလားဗျဟုတ်လားဟာဥအောင်တောင်တွင်းကိုရောက်နေတယ်လားတုတ်ပြီဗျာယုံတောင်ပြေးခွေးမြောက်လိုက်ဖြစ်နေပြီဗျို့ဒါပြောတာဗောတောင်တွင်းမျိုးဝင်မင်းသူ့ကိုလေကျုပ်ကာယသိတ္တိနဲ့ပတ်သက်ပြီးဟာတကောင်ကိုသူ့လက်နဲ့ထုတ်ခိုင်းပြီးဆုံတဲ့ထက်လူတစ်ကြိမ်နှစ်ယောက်နဲ့ချောင်းခိုင်းတာသူ့လက်လည်းမကြည့်ဖားလည်းမသေးဘူးတဲ့ဗျဟာဒါဖြင့်တဲထိုးတဲ့ဥအောင်ပဲဗျာအေးဗျာတော်ထိုးတဲ့ပုံကိုကြီးပဲဗျသူ့ကိုဝိဇ္ဇထုံမျိုးမှုဒါကြောင့်မလို့ရှင်မရင်ကသူ့တငယ်ချင်းတွေနဲ့စိတ်မချအောင်ဖြစ်ပြီးတော့ဖမ်းစေဟဲ့တတ်စေဟဲ့နဲ့အမိန့်ချထားတာဗျအဲ့ဒါကြောင့်ကျုပ်ကဖမ်းရအောင်လိုက်နေရတာဗျခင်ဗျလေဟုတ်တယ်ဒါဖြင့်သူ့ရရွာမှာရှိတဲ့ညီကိုမောင်နှမတွေလည်းအဖမ်းခိုင်းထားပြီးပြီဗျဟုတ်ဒါဖြင့်အတွင်းဝင်ပြီဒါဗျာခင်ဗျားတို့ကျုပ်တို့ဝိုင်းဖမ်းကြသွားမယ်ဗျရှစ်ဖြစ်နောက်ကြောင်းအတိဟောင်းပြန်ပြောင်းစင်စားငါအားတစ်ချက်သတိရင်းချောင်းမလျောသူစီငါမှဖြစ်တော်မယ်ဆဲဆဲပါရမီရင်တဘာမြင့်နဲ့ငါဘဝပုံညကဟောင်းအဖြစ်တော်ကောင်းတာကြောင့်နောက်ကြောင်းဘဝငါပြန်လို့သတိဖြင့်ရလိမ့်မှာပဲရလိမ့်မှာဟုတ်ဂရိသစ္စာကိုရင်ဖိုးမြတ်ကိုရင်အောင်ကတော့ဟိုဖျားထဲမှာပရိသတ်ဆင်နေတဲ့ကိုရင်ဖိုးမြတ်ရဲ့ကိုရင်တယောက်ကတော့ထူရတာနေပါဦးကိုရင်ဝိုင်းကဘာလို့မလို့မေးတာလဲဟာဗိုက်ဆာနဲ့ကျင့်နေကမ်းတော့ကိုရင်အောက်စီမှာရှိသလားလို့မင်းမလို့ပေါ့ဗျာအေးဗျာကျုပ်လည်းဗိုက်ဆာတွေလာသွားမေးရဟာကိုရင်ဝိုင်းနဲ့ကိုရင်ဖိုးမြတ်ပါလားလာတကယ်ချင်းလို့ဗိုက်ဆာလာမှာကိုရင်ဝိုင်းရဲ့ကျုပ်တို့ဗိုက်ဆာတာသူဘယ်လိုလုပ်ကြည့်တယ်လဲမသိဘူးနော်အေးဗျဘယ်လိုပဲသိကျုပ်တော့ဗိုက်ဆာလာအမှန်ပဲကျင့်နေကမ်းတော့ပေးသားမှာဆရာတော်စကိုင်းကိုကြွားသွားနေလို့မသိအောင်စားလို့ဘယ်ဖြစ်မလဲဗျသင်္ဃာချင်းတို့ဘာစားချင်ကြတယ်ပြောကြတာကျတော့ကျက်သားပဲစားချင်တာပဲဗျာကဲဗျာဒါဖြင့်ကျေဦးကိုလိုက်ရှာကြကိုလို့ဗျာကိုနာကစိုးတော်ဆုံးတဲ့နေရာမှာကျေဦးတွေအားကြီးပဲကဲသွားကောင်းလိုက်ဗျာကိုရင်ဖိုးမြတ်ကောင်းလိုက်ဗျာခဲဗျာရောဘေးကျေဦးကျုပ်ဒီကျေဦးကိုကင်ထားမယ်အပေါ်ကအဝန်းနဲ့အုပ်လိုက်ကျက်သားစားရတော့မဟေးဟုတ်ပြီဟာ
ရှယ်ယောဂကြက်ကြီးဖြစ်သွားပြီမောင်ကတိတ်တော်တာပဲဟေးအဲ့ဟာမောင်ပဲစိတ်ပဲကြီးတကောကွာ ဟဲ့မောင်အောင် ဖေဟာ မောင်ဖိုးမြမောင်ဝင်းရောဟဲ့ တပည့်တော်တော့ရှိပါတယ်ဖေဟာ ဟဲ့မောင်ဝင်း ဖေဟာ မင်းကိုရွှေဘုံမြို့တော်ကမင်းဖသမီးတော်တကာကြီးဦးအောင်စီကလာခေါ်တယ်ကွမင်းပြန်လိုက်သွားရမယ်ကွနော် တကယ်ကြီးမောင်ဝိုင်းမင်းပြန်တော့မယ်ဟုတ်လားတကယ်ကြီးအေးဟုတ်တယ်မောင်ငါရွှေဘုတ်ကိုပြန်ရတော့မယ်ငါမင်းတို့နဲ့ခွဲပြီးမပြန်ရင်မဟုတ်ကွာမောင်ဝိုင်းမင်းမပြန်ရင်မဖြစ်ဘူးလားတကယ်ကြီးအောင်တို့ဘေးကတိတ်ခေါ်တော့မှာပဲကွာလို့ဆိုလည်းပြန်လိုက်တော့တကယ်ကြီးရနော်မောင်ဘူးပြငါလေးငါသူငယ်ချင်းတို့ကိုခွဲမသွားခြင်းမဟုတ်ကွာငါတို့အဖေငါတို့ခမဲတော်ကြီးကိုကြောက်ရတယ်ကွာသူကမလိုက်အတေးကိုမဟုတ်ကွာမောင်ဝဲရဲ့ငါတို့ကိုချစ်ခေမိဘစကားကိုနားထောင်ပြီးတော့မိဘစိတ်ချမ်းသာအောင်လုပ်ပါကွာလိုက်သွားနော်ငွေချင်းလိုက်သွားဒီမှာကိုရင်အောင်နဲ့ကိုရင်ဖိုးမြကျိုးတို့ငွေချင်းတော့ဂတိသစ္စာမပြုတ်လိုက်ရဘူးလားဗျာဘလို့ဂတိသစ္စာပြုကျင်ရလို့လဲကိုရင်ဝိုင်းရဲ့ဟိုတယောက်ကောင်းသားရင်တယောက်ကမရစမ်းလို့ဂတိထားကြမယ်ဗျာကောင်းတယ်ကိုရင်ကောင်းတယ်ကဲခရီးပုံညာရှင်စေတော်ကြီးမှာတိုင်တယ်ပြီးဂတိသစ္စာပြုကြမယ်တငယ်ချင်းတို့လိုက်ဆိုကြနော်ကဲကိုရင်ဖိုးမြလိုက်ဆိုဗျာအေးဆိုရတပည့်တော်တို့တငယ်ချင်း3ယောက်ပြီတပည့်တော်တို့တငယ်ချင်း3ယောက်ပြီတယောက်ကောင်းသားရင်တယောက်ကိုမကြရဘူးဂတိသစ္စာပြုပါသည်မြတ်စွာဘုရားဂတိသစ္စာပြုပါသည်မြတ်စွာဘုရားအော်မောင်ဖိုးမြတ်နဲ့မောင်ဝိုင်းဂရိသစ္စာခရဏပိတိအဆုံးမြောက်ဖို့တော့3ယောက်သောသူငယ်ချင်းတွေထားခဲ့တဲ့ဂရိသစ္စာရှေ့ရချာနောက်သမိုင်းတင်ကြပေလေမောင်ဝိုင်းတောင်ရှင်းမရင်ဖြစ်နေမှာကိုသာဝကစုနောင်တိုးတရားရပါသေးလို့သူတောင်းရှာတဲ့မောင်ဖိုးမြတ်လည်းလောကုတ္တရာညာတစကန်းထားလို့ယဟန်ဘဝနဲ့နေတော်မူရှာပါဘူးသာဓုသာဓုသာဓုထဝိတံသုံးဝါသုံးလောက၌ညာနာရောင်ဖိတ်အောင်ပိတ်သိချင်းနှစ်ကြိတ်ရှိစုကုန်သောတံဘုရေစာတစောင်းပမာညာရောင်ဝါဖြစ်သစ္စာပွင့်လင်းတရားမီလူ၎င်းဒွါရသစ္စာသဟတကေဟဲ့မယ်ဝင်းဟုတ်ရှင် ဟဲ့တကားမွညသား အိုးဘသူတွေလဲလို့ဟောမဲဝင်းရဘသူတွေလဲလို့ဦးလေးလုံးလို့ပါလားလာလေးတဲ့ကိုလာပါဦးလေးလုံးရေ ဘယ်သူမှမရှိကြဘူးလားဟာအိတ်ကုန်ကြပါလား အိတ်နေကြတယ်လေဦးလေး ကိုရွှေလာတို့ကိုအိတ်တို့ကောနှိုးစမ်း ကဲအဖိုးကြီးမမကြီးထောင်းလေအဲ့ဒါလာလေဦးလေးလုံးလာနေတယ်လေမကြီး ဦးလေးဖိုးရွှေလုံးပါလားဘာကိစ္စလဲဗျအများကြီးတော့ အေးမင်းတို့မောင်နှမတွေကိစ္စပဲကွာအခုမောင်တယောက်ကောပဲရောက်နေတယ်လေ ပြည်စံတော်ဘုရားကြီးမှာဘုဘုတ်ကြီးဝင်မယ်လို့ဆိုပြီးသွားတာကြားပါပြီတော့ဦးလေးရဲ့ အေးဗျာအခုဘယင်းမင်းများကမောင်ကိုအမိဖမ်းပြီးနန်းတော်အရောက်ကိုရမယ်တဲ့ ပြီးတော့တဲကန်တကြီးနဲ့ကျက်စုတော်တကြီးစီလဲစဉ်းစားတွေရောက်ကုန်ပြီဒီလိုတစ်မျိုးလုံးတစ်ရွှေလုံးရာဇဝတ်တံပေးမလို့တဲ့ဗျဒီရွာကမင်းတို့ခက်မြက်မြန်ပြေးကြပြီးတော့ကွာပြေးကြပြီးတော့ ဖေးအကိုကြီးရဲ့ကျမတို့မောင်နှမတွေအဖြစ်တည်းဆိုလာကြီးလားမောင်ကြီးရဲ့ဆိုလာကြီးလားနော်အမကြီးနဲ့ကိုနှစ်ဖြာရဲ့အမလာချီရထောဗလာတွေရာသွေးဓာလေးထားတယ်အမလေးအခုတစ်ခါမလွတ်ပြန်ကြပါပြီတော့ရမရမီတွေကြောင့်အခုတော့ကျမတို့မောင်နှမကံကြမ္မာလေးလွယ်
မောင်ကြီးလေသူတို့စင်သူတို့မြတ်ကြီးပါသူများအပေါ်မှာရမ်းဆိုးလို့မြူတော့မှမသားရတဲ့သူတို့စင်သူတို့မြတ်ကြီးပါကျမရဲ့မောင်ကြီးပေါ်မှာအပြစ်ဒဏ်နဲ့ထားမဲ့အစားကျမတို့တွေဒီအပြစ်ဒဏ်နဲ့စုပေါင်းပြီးခံလိုက်မယ်မောင်ကြီးခံလိုက်မယ်လွဲရရဲ့ဖြန်နဲ့ရှင်လို့ပဲခံရွာစုခေါ်လို့လည်းပြေးပါတော့အခုမနေရှိကိုအောင်မြင်လဲပါတော့ထိုးနေရတဲ့ခွင်တဲ့ကျဲကိုလားကိုရအောင်ရဲ့မလေးမောင်ကြီးလူအောင်ပြေတော့ညီမလေးတို့တွေမောင်ကြီးတွေအသေးခံမယ်မောင်ကြီးရဲ့အသေးခံမယ်အဝဲလေးပြောင်းရွှေလို့ပြေရာစုတန်ကလူရအောင်အဝဲမောင်ဝိုင်းဒုက္ခဖြင့်ပဲလေပေါ့တငယ်ချင်းဂရိသစ္စာပြည့်ရွင်းလို့ငါအားကိုရမိပြမှတ်ခဲ့ပြီငါဤအဆွေမျိုးတို့ကိုလည်းငါနဲ့ပတ်သက်လို့ဒုက္ခကြီးပေးလေပေါ့ညီကိုမောင်နှမရရဲ့လူမှုဒုက္ခငါမောက်ချနေစိတ်အောင်ဖြေတိုက်မှဖြစ်တော်မလီအိုးပြကိုကြီးဖိုးရွှေလားကိုတော့ခွေးညီမမဲဖောက်ဦးရှင်ကိုကြီးညီမထွေမဲပွင့်ကိုကြီးရေအိုးငါညီမတွေရာဇဝေမျိုးကြောက်ရွံ့စိုးနေကြသလားကြောက်တာမို့ကိုကြီးရေမကြောက်ကြလေနဲ့မောင်ဝိုင်းလိုဂရိသစ္စာမတည်သူတယောက်ကဒုက္ခပေးလို့သေပေးကြီးရောက်နေမှာမလားမဲပွင့်ဟိုးကိုကြီးအောင်ကလေကိုကြီးအောင်ကသာဒီလိုသာပြောနေအခုလေကျမတို့ညီကိုမောင်နှမရွှေမျိုးတစုတွေကိုဖမ်းဆီးပြီးတော့တဲ့ရာဇဝတ်သိစေရမယ်ဆိုတဲ့အမိန့်တော်ကြီးကတကြီးတဲ့ထဲမှာရောက်နေပြီကိုကြီးအောင်ရဲ့အေးလေဒါကြောင့်စိုးရိမ်ကြောင်းကြချနေသလားကဲဒါဖြင့်သူတစ်ပါးရန်ဆက်ရှစ်ဝိပဲကျမမနည်းရအောင်ဘေးလို့ရခရီးတကယ်ဆုံးမြလို့ဟောငနွယ်ကောင်းရလဲဝဲမြို့အနောက်ခနဲ့တိုင်ကွာအရောက်ခနိုင်သားတထွေညှို့တဲ့အမှုကြောင့်တို့ညီကိုမောင်နှမဆွေမျိုးတဲ့စုဟိုကောင်းရုံအချိန်မှာပေါင်းရှိုးကတရားသဖြင့်အသက်မွေးပြီးအေးသာနေကြပြီတော့တတ္တဝါဒိဋ္ဌိမာနသတ္တရနဲ့အတ္တတရားပလွမ်းမိုးခိုးလှင်းပွင့်ငါဆက်လို့ရံမြဲကြည်ပွားအယုတ်တရားနဲ့ငါအာရံပြုတ်မကောင်းမှုဖြင့်လာကြပါဘူးလားလာကြပါဘူးလားငါအတွေ့ခံလို့အမှန်တရားရတဲ့အောင်ဓမ္မခံများပြအောင်ပါပဲလေပြအောင်ပါပဲဟာတောင်ရင်းမျိုးဝင်ပြီးနဲ့ဘုံမှုနေမျိုးသူရရေမြို့ဟိုမှာဥအောင်မဟုတ်လားဗျဟာဟုတ်ပါဗျာကဲဒါဖြင့်ဝိုင်းဖမ်းကြဗျာဝိုင်းဖမ်းဝင်မင်းပြတို့အားလုံးပုံပဲဒီလိုအချမ်းဖက်မပြုတ်ကြပါနဲ့ဟာကြောင့်တို့အချမ်းမှုအမှုနဲ့သာအောင်စရာပဗျာတို့ကဲကျုပ်ဖမ်းခံပါမယ်စမုတ်နမ်းပြန်နေပြီးတော့ခေါ်ကြပါတော့ဟဲ့လေပါလေကပ်ဖိကြဟဲ့ဖမ်းတာဥအောင်မပါပဲနဲ့ကြံကြတယ်မို့လားဗျဟာ
လေထဲမှာဥအောင်မရှိဘူးဗျာကုန်းပေါ်ရောက်နေပြီဗျာဟုတ်ဗျာကြပါဦးဟုတ်ဗျာဖမ်းကြပါဦးဗျာဖမ်းကြသိခံကြပါဦးဗျာမျိုးဝင်မင်းတို့နေကြပါဦးကျွန်တော်ပြောသေးပြစေဦးဘာပြောမလဲကိုကြီးဒီမှာဆရာတော်ခင်ဗျကျွန်တော်တို့မင်းဘူးတဲ့ဆိုရစီတဲ့ကြုံထုံးတဲ့နွားတွေပါခင်ဗျဆရာကြီးသာတပါတဲ့အင်းဝမျိုးပါမလာရင်ကျွန်တော်မျိုးတို့ကိုဘိုးတော်ဘင်းမြင့်မြတ်ကရွှေဓာတ်နဲ့လက်အဖေတတ်ပါလိမ့်မယ်အသက်ကယ်တဲ့အနေနဲ့လိုက်တော်မူခဲ့ပါဆရာအောင်ခင်ဗျာတောက်ပြီတယောက်ချမ်းသာကိုဖို့ရှာတယ်တရားဝပေါက်ဆင်းရဲကြောင်းကိုမောင်မင်းတို့ရှင်မရင်ခံငါလိုက်ခဲ့မယ်နာနဲ့တိုင်းငါကုန်းပေါ်မှာကိုထင်းပြမည်လှဲကိုဆံအမြန်သာတွားကြပြီတော့မောင်တို့တွားကြပြီနော်လို့ရဥအောင်သေချာပြီတော့မယ်ဒီနန်းတကားဝါကတွင်းကြီးတယ်မလဲတန်စုတန်ကြုံနေပြည့်လို့အပေါ်ကနေတွန်းချပြီးတတ်ကြမယ်ဆိုတော့တန်းတော်လည်းခေါ်လာဟောဗျာကာမတကားပေါ်လေအသေးစိုးသေချာတော့မယ်ဥအောင်ပါလားဟဲ့တွင်းနဲ့တွန်းချပြီးမြေဖို့တတ်လိုက်ကြပါတော့လားငါဖုံငါကန်ခံနိုင်နေလားမောင်အောင်ရဲ့ဟဲမောင်ဝိုင်းနောက်လဲကြည့်ဆမ်းမအောင်ကွာနောက်လဲကြည့်ဆမ်းမအောင်ကွယ်ဘာလဲမင်းဖုံမိကဟုတ်လားဟဲမောင်ဝိုင်းမင်းတို့ရှင်မရင်စည်းစိမ်မျိုးငါကအိမ်သာဆောက်လို့ထင်နေကွာဟာမောင်မင်းမသိဘူးလားတကယ်ချင်းမင်းကရှင်မရင်ကြီးဆိုတော့စည်းစိမ်ကုန်ပြီးမောက်နေမှာပေါ့လေမင်းလိုသစ္စာမရှိသူကတတ်လို့ငါပဲသိပါမယ်ကွာငါ့ကိုတရားတတ်ဖို့မပြောနဲ့ငါရေးပြတဲ့ဟိုကတလုံးကိုမင်းပြတ်အောင်ဖက်နိုင်မှာမဟုတ်သေးပြတ်အောင်ဖက်နိုင်ရင်ငါ့ကိုနိုင်ပြီလားမှကဲမင်းဖက်နိုင်မှာမလားဟာဟေးမောင်မင်းဝါရီရေးလိုက်တာငါဖြက်ပြမယ်ကဲရေးပြီကွာဖြက်စမ်းဖြစ်တယ်ကွာတလုံးဖြက်တော့ဝါနှလုံးပေါ်လာတယ်မင်းရအဲ့ဒီဝါရီဖြက်လိုက်ကြစမ်းပါဗျာဗျာနှလုံးဖြက်တော့လေးလို့ခိုင်းလို့ရှင်းအာတနာတော်လုံးဝါတယ်ဗျာနိုင်တော့ဗျာမောလိုက်တာဗျာချက်ပါဗျာဟေးမောင်ဝိုင်းမင်းပင်မလို့နွမ်းရုံနဲ့ငါရေးတဲ့ဝါကိုလည်းမင်းဖြတ်နိုင်မှာမဟုတ်ငါ့ကိုလည်းသိအောင်တတ်နိုင်မှာမဟုတ်ငါ့ကိုတိုက်ရင်ငါတွေတစ်ယောက်နှစ်ယောက်သုံးယောက်အများကြီးဖြစ်လာနိုင်မယ်မင်းကငါစက်ကြမိတ်တည်းများခုံးတကိုကြည့်အောင်မသာဘူးကြံခဲ့ပြီမင်းသစ္စာမရှိခရီးမတည်ဘူးဒါကြောင့်မင်းကိုမမတော့ဘူးငါလဲအရင်မရေရမြတ်စွာဘုရားရှင်ကိုစောင့်ရင်သာသနာပြုနေတော့မယ်မောင်ဝင်းရေမင်းနေရပေတော့တငယ်ချင်းဟင်းငါမဘောလားနောက်သမိုင်းငိုတော့မတင်လို့ပါပြီမဝိုင်းမရင်ကြောက်တဲ့မပါတော့အဟုတ်မပွဲတဲ့တရားပါဗျာလုံးလာရမှန်ပါရဲ့ဘုနာပါမမီသာဘုနာပါမမီသာမလေးကျုပ်တငယ်ချင်းသူတော်ကောင်းကြီးကျုပ်ကိုစိတ်ကားသွားလေမင်းရဒီမှာလို့မလေးရတဲ့အမန်းနဲ့တော့ပြီမာစောရတဲ့အသွင်မှာကျုပ်ကမတရားနေဘူးစကားမချိုးသူမှတရားကိုမရှုမိတဲ့မဲပြုတ်မိတဲ့ငါဘရင်တဘာပြုတ်မိတာလေကျုပ်ရဲ့အမန်းရာသမလီမောင်မဲလဲကြသွားပြီဝင်မင်းတို့ပါဗျာ
茶呗呀，是吧？ဆရာကြီးဦးအောင်ကိုကျုပ်တို့စိတ်အကြံဒိဋ္ဌံနဲ့ပြင်ရပါသောဗျ变呀变ဒီ呀， တိုင်းဆိုရင်ဝေမင်းမြတ်ကြီးနိုင်ရဆောင်လိုက်မယ်ဗျ干到工作嘛不呢？ အေးသိပြီတို့ကြီးပထမဦးအောင်ဗျာဆရာကြီးရဲ့တကယ်ကြီးအသက်ကဲတီတော်မူရာအေဝါနံသမုတ်ပြန်သို့ခုမြန်ကြွခဲ့ပါပထမဦးအောင်ဗျာဟာကြွလာပြီရောက်လာပြီပထမဦးအောင်ဗျာသိကြီးတကိုရှင်ကြီးအနေဖြင့်တတ်တော်များစောင့်ရှောက်တောင်းမှုပါဗျာ ကောင်းပြီငါပထမရေးစဉ်ဖြတ်ပါရှင်လာလို့ထပဲမောင်တကယ်ကြီး သတိထားကွယ်မောင်ဝိုင်းလူဆိုတာအမှားရှိရင်အမှန်ပြင်ရမယ်တဲ့သတိတမလေးထားပြီးတရားမင်းဘဝယူပါလို့သိမှုတစ်ခုသတိပြုဖို့ကလူချင်းတူတော်လဲညာချင်းမတူညာချင်းတူတော်လဲပါရမီချင်းမတူပါရမီချင်းတူတော်လဲဝရိယချင်းမတူဝရိယချင်းတူတော်လဲသတိချင်းမတူသတိချင်းတူတော်လဲပဋ္ဌာန်းဆက်ချင်းမတူဘူးကွနော်ပဋ္ဌာန်းဆက်ချင်းတူတော်လဲဆူတောင်းချင်းမတူဘူးကွစိတ်ခိုင်မှနတ်နိုင်မယ်မာနကိုနိုင်မှအခန္ဓာပိုင်မယ်ဓာတ်ပိုင်မှမနောပိုင်တယ်မနောပိုင်မှပညာရောက်မှဝိဇ္ဇာဖြစ်ဝိဇ္ဇာဖြစ်မှဓာတ်ပရမတ်စီရပြီးမက်ဖို့နိဗ္ဗာန်ရနိုင်မှာဒါကြောင့်စိတ်ခိုင်အောင်ထားအမှန်တရားကိုရှာပြီးတော့ ကောင်းပါပါပြီမောင်သူတော်စင်ကြီးငါနှင့်တကွငါပြည်သူအပေါင်းပါဖြင်းနှုတ်စွာသောမရတရားတွေပယ်ရှားလို့ကောင်းသောတည်ကြီးဖြင့်သိနိုင်သောဝိဇ္ဇာပညာရကိုအားထုတ်လို့ခဏကစပြီးဗုဒ္ဓသာသနာတော်ကြီးကိုပြုစုစောင့်ရှောက်ပါတော့မယ်ပထမအောင်ဗျာစောင့်ရှောက်ပါတော့မယ်ဗျာ ကောင်းသောအယူဝါဒဖြင့်စောင့်ရှောက်ပြီးတော့ဗျာ မြမပြေမကကဘာမကြီးခွေလားကိခါအခြေတီငြိမ်းရန်တယ်မြေပထမဦးအောင်ဆောင်လာမရောမီဤတော်ဝင်မာရီဤမျိုးတွေဩပြီးတော့အေးကိုမူရနမိတ်ဒီရွှေမကျော်စိုးတဲ့ရုပ်ဖွင့်မှာဒီမနာကြီးဇတ်တော်ပေါင်းအကြောင်းသိနာပြီသောတာစင်ညာတော့လုတ်တော်ပြည်သူများရှင်ယခုတင်ဆက်လိုက်တော့ပထမဘိုးအောင်ဇတ်တော်ကြီးမှာဖြင့်ပေါဝီတရုပ်ဆောင်များသည့်တပည့်ပညာရှင်များမှာနိုင်ငံရောမင်းတော်ရွှေမကျော်စုတိုင်းဝင်အောင်နေပြည်တော်တေုံလိုက်နိုင်ငံရောမင်းသမီးမလိုက်တန်းသားမြင့်ရန်ကုန်သူမြတီတာတင်းတင်းကြီးခလေးဆက်ဆောင်များမှာဖြင့်ထုံးမြင့်ဦးရှစ်ကိုကိုကျော်ဝေးထူလူရှင်တော်ကြီးများမှာဆိုရင်ဦးဝေလာဦးစာမိုးနဲ့စပ်ဖို့ဇက်ရန်90ကျော်ပါဝင်လှရှားကြ၍ရွာသားညီနောင်စိတ်မြစိုးစိတ်မြမောဆိုင်ပွဲဒုံမင်းကိုမြတန်းဒီတော်ဦးဆိုင်တို့ဖွဲ့ပြီးတရုတ်ပေါ်လေရွှေနဂါးတိ